ကဘာပေါ်မှာညံအကောင်းဆုံးလို့သတ်မှတ်ခံခဲ့ရတဲ့ Albert Einstein ကွယ်လွန်သွားတဲ့အခါသူ့ရဲ့နောက်ဆုံးဆန္ဒကငါ့ကိုမီးတကြိုပြီးပြာတွေကိုဘယ်သူမှမသိတဲ့နေရာမှာကျဲပက်ပေးပါဆိုတာပဲဖြစ်ပါတယ်။သူဟာသူ့ရဲ့အလောင်းကိုလူတွေကပစ္စည်းတစ်ခုလိုလာရောက်လေ့လာတာဒါမှမဟုတ်ကိုးကွယ်တာမျိုးကိုအလွန်ဆက်ဆုပ်ခဲ့သူပါ။ဒါပေမဲ့သူတည်ဆုံးပြီးနာရီပိုင်းအကြာမှာပဲကမ္ဘာသမိုင်းမှာအထူးဆန်းဆုံးရာဇဝတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Einstein ရဲ့အုံနောက်ဟာဦးခေါင်းခွန်ထဲမှာမရှိတော့ပါဘူး။ဘသူကဘာကြောင့်ခိုးယူသွားတာလဲဒီဗီဒီယိုမှာတော့ Einstein ရဲ့ပျောက်ဆုံးသွားတဲ့အုံနောက်အကြောင်းမယုံနိုင်စရာဖြစ်ရမှန်ကိုအစအဆုံးပြောပြပေးသွားမှာပါကျွန်တော်ကတော့ Monster 8ပါ1955ခုနှစ်ဧပြီလ18ရက်နေ့အမေရိကနိုင်ငံနယူးဂျာစီပြည်နယ် Princeton ဆေးရုံမှာ Einstein ဟာအသက်86နှစ်အရွယ်နဲ့ကွယ်လွန်ခဲ့ပါတယ်အလောင်းကိုစစ်ဆေးဖို့တာဝန်ကျတဲ့သူကတော့ယောဂဗေဒဆရာဝန် Thomas Harvey ပါHarvey ဟာ Einstein ရဲ့အလောင်းကိုစစ်ဆေးရင်းနဲ့စိတ်ယူပေါက်စရာအတွေ့တစ်ခုဝင်လာခဲ့ပါတယ်အဲ့ဒါကတော့ဒီကဘာကျော်ပါရမီရှင်ရဲ့အုံနောက်ထဲမှာဘာရီရှိတယ်လဲဆိုတဲ့သိကျင်တဲ့စိတ်ပါပဲဒါကြောင့်သူဟာ Einstein မိသားစုရဲ့ခွင့်ပြုချက်မရဘဲဆေးရုံရဲ့စီကံချက်တွေကိုချိုးဖောက်ပြီးအုံနောက်ကိုခွဲစိတ်ထုတ်ယူကဖော်မလင်ဘူးထဲကိုထည့်ပြီးခိုးယူသွားခဲ့ပါတယ်အုံနောက်ပျောက်ဆုံးနေတာကိုသိသွားတဲ့အခါဆေးရုံကဟာဗေးကိုပြန်ပေးဖို့တောင်းဆိုပြီးမြဲသူကညှင်းဆန်ခဲ့တာကြောင့်အလုပ်ကနေထုတ်ပယ်ခံခဲ့ရပါတယ်ဟာဗေးဟာအလုပ်လက်မဲ့ဖြစ်သွားပေမဲ့အုံနောက်ကိုတော့လက်လွတ်မပေးခဲ့ပါဘူးသူဟာအဲ့ဒီအုံနောက်ကိုဓပုံပေါင်းများစွာရိုက်ကူးပြီးအပိုင်းငယ်လေးပေါင်း240ကျော်အထိစနစ်တကျခွဲစိတ်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ sliding လို့ခေါ်တဲ့အကာအကွယ်တွေနဲ့ဖုံးအုပ်ပြီးပလင်းတွေထဲမှာထည့်ကသူ့ရဲ့စာအုပ်စင်အောက်တခါတလေဘီယာဘုံတွေထဲမှာဝတ်ထားတတ်ပါတယ်။သူဟာဒီအုံနောက်ကိုနှစ်ပေါင်း40ကျော်ကြာတဲ့အထိတယောက်တည်းထိန်းသိမ်းထားခဲ့ပါတယ်။သူ့ရဲ့လေ့လာချက်တွေအရ Einstein ရဲ့အုံနောက်ဟာတာမန်လူတွေထက်ပိုမကြီးပဲ1230 gram ပဲရှိတာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကတာမန်လူတွေမှာရှိတဲ့အုံနောက်အမြောင်းတစ်ခုဟာ Einstein မှာမရှိပါဘူး။အဲ့ဒီအစားသူ့ရဲ့သင်္ချာနဲ့အာကာသဆိုင်ရာတွေးခေါ်နိုင်တဲ့အပိုင်းဟာတာမန်ထက်15%ပိုကြီးထွားနေပြီး cell တွေတစ်ခုနဲ့တစ်ခုဆက်သွယ်မှုဟာလည်းပိုမိုမြန်ဆန်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာသူဘာကြောင့်ဒီလောက်အထိထူးခြားတဲ့ theory တွေကိုစဉ်းစားနိုင်ခဲ့တယ်လဲဆိုတဲ့အဓိကအချက်ဖြစ်လာခဲ့ပါတယ်။1980ပြည့်နှစ်အလွန်ရောက်မှသာဟာဗေးဟာအသက်ကြီးလာတဲ့အတွက် Einstein ရဲ့အုံနောက်အပိုင်းစားတွေကိုပြန်လည်အနံခဲ့ပါတယ်။ဒီနေရာမှာဟာဗေးကိုရဲတွေကမဖမ်းခဲ့ဘူးလားလို့တွေးမိကြပါလိမ့်မယ်။သူဟာအုံနောက်ကိုခိုးယူပြီးတရက်အကြာမှာ Einstein ရဲ့သားဖြစ်သူ Hans Albert Einstein စီကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။သူဟာဒီအုံနောက်တွေကိုသိပ္ပံပညာအတွက်ပဲသုံးပါမယ်။ပုဂ္ဂိုလ်ရေးအတွက်မသုံးပါဘူးလို့ဂရိပေးဖြောင်းပြခဲ့လို့သားဖြစ်သူကမကျေနပ်ပေမဲ့နောက်ဆုံးမှခွင့်ပြုချက်ပေးလိုက်ပါတယ်။ဒါကြောင့်ဥပဒေအရခိုးယူမှုမြောက်ဖို့ခက်ခဲသွားတာပါ Princeton ဆေးရုံဘက်ကလည်းဒီသတင်းကြောင့်သူတို့ဆေးရုံနာမည်ပြတ်မှာကိုအရန်ကြောက်ခဲ့ပါတယ်ဆေးရုံကဟာဗေးကိုအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပေမဲ့ဒီကိစ္စကိုတရားရုံးအထိရောက်ပြီးလူသိရှင်ကြားဖြစ်သွားမှာတော့မလိုလားခဲ့ပါဘူးအဲ့ဒီခေတ်ကအလောင်းစစ်ဆေးတဲ့ဆရာဝန်တွေဟာအလောင်းတွေရဲ့အစိတ်ပိုင်းတချို့ကိုလေ့လာဖို့တင်ဆက်လေးရှိတာကြောင့်သိပ္ပံနည်းကြလေ့လာမှုအဖြစ်ပဲသတ်မှတ်ပြီးပြီးစလွယ်ထားလိုက်ကြတာပါနောက်တစ်ချက်က1955ခုနှစ်ဝန်းကျင်ကအမေရိကမှာအလောင်းစစ်ဆေးစဉ်အင်္ဂါအစိတ်ပိုင်းသိမ်းဆည်းခြင်းနဲ့ပတ်သက်တဲ့ဥပဒေတွေကအခုခေတ်လိုတင်းကျပ်မှုမရှိသေးပါဘူး။ဒီနေ့ခေတ်မှာတော့အဲ့ဒီအုံနောက်အပိုင်းစားတွေကိုဖီလာဒဲဖီးယားကမြူတာမြူဇီယံမှာတွားရောက်လေ့လာနိုင်ပါတယ်။ Einstein ကသူ့ရဲ့ရုပ်အလောင်းကိုလေ့လာတာမျိုးမလိုလားခဲ့ပေမဲ့ဒီထူးဆန်းတဲ့ခိုးယူမှုကြောင့်ပဲလူသားတွေဟာပါရမီရှင်တယောက်ရဲ့အုံနောက်လျှို့ဝှက်ချက်ကိုသိခွင့်ရခဲ့တာဖြစ်ပါတယ်။ Einstein ရဲ့ဉာဏ်ရည်ကိုသင်ရောအံ့ဩမိရဲ့လားသူ့အကြောင်းတခြားဘာတွေသိကျင်သေးလဲဆိုတာကွန်မန့်မှာရေးသွားပေးပါဦးနောက်ထပ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲတတား